အားလုံးပဲမင်္ဂလာပါ Silas ပါ Theory မသိနာကြတော့ဒီနေ့မှာတော့ Order Gameplay တွေနဲ့တင်ဆက်ပေးထားတာပါမနေ့ကလည်းပို့စင်ထားတဲ့အတွက်ကြောင့်ဒီနေ့ဆော့ပေးလိုက်ပါပြီနော် Okay ကိုကတော့ police ပါပြီဒီဘက်မှာ Order ကင်လိုက်ရတဲ့အကြောင်းရင်းကဒီအရင်ကတော့နော်ဒီ Order လေးကင်ပြပါစေလို့တောင်းဆိုထားပါတယ်အဲဒါကြောင့်ကင်ပြလိုက်တာပါ Okay ကိုလေး game နဲ့ရောက်သွားပြီ game နဲ့ရောက်သွားပြီဆိုတော့ game နဲ့ကို focus ထားကြမယ်ရှင်နေရမယ့်သူက ZDN ဆိုတော့အရင်မဆိုးဘူးပေါ့နော်ဒါပေမဲ့သူ့နာကိုရောက်သွားလို့ရှိရင်ပြန်ကန်ထုတ်တာတခုဆိုပဲပေါ့အခုဆိုရင်ကွာဟာရပူဇာကြီးနဲ့ဒီမှာဘတ်တွေလူးလိုက်တာဘတ်ကတော့ရပါတယ်ဒါပေမဲ့သိမ်းလို့ဖြစ်သွားတယ်ဖရီကားပေးလိုက်ရတယ်အဲ့မှာလက်ဝါလားဆိုတာလည်းမလက်ဝါဘူးအဲ့ဗျမ်းကြီးမဆိုရယ်ကောင်မကျွန်တော်တို့မှာပေါ့အမှသူ့ရဲ့ဝိုင်းနဲ့လမ်းခေါ်တာမှတိတ်သွားတယ်တိတ်သွားတာတော့မကြည့်နဲ့အခုဒီမှာကီးမြောက်ကြည့်တာအဲ့ဟာရပူဇာမလဲသလားဆယ်ရိုင်းနဲ့ပြေးသွားတော်သေးရဲ့တိတ်သွားလို့ပြီးဒီဘက်မှာလေအဲ့ဒိုင်ရော့ကြောင့်လည်းပြောဟာဒိုင်ရော့ကလေ personal only လိုက်ချနေလားမသိဘူးဒီဘက်လုံးမှာကျွန်တော်ဆို3က4ကလောက်ရှေ့တက်သွားတာကွာကြည်လားပြီးအိတ်နော်ဒါလီယာမလည်းတမျိုးအရင်ရှုပ်တာမဘမ်းမိရနဲ့တပွဲလေးအမြဲတမ်းဖမ်းတယ်ကွာတခါတလေကြာရင်တငယ်ချင်း5 5နဲ့ဆိုရင်အခုကြာပါလာတဲ့အိတ်ကောင်မပြီးရင်ကွာတော့ဘက်ထရီမှာလည်းစိမ်းနောက်ရှက်ရမ်းပေးရကျွန်တော်တို့ကဒီဘက်ထဲဆိုင်နေပြီဆိုသူကအဲ့သူ့ရဲ့စကီးတွေနဲ့ဝင်လာအဲ့ဒါနဲ့အကုန်သေးရကွာတက်လို့ရအောင်တတ်ထားရတယ်အခုဆိုရင်ကွာသူလွတ်လို့တောင်ဖြစ်နေတာတော်သေးရဲ့အကောင်မှတူးသုံးတာနည်းနည်းစော်ရလို့အခုဆိုရင်ကွာနာတာလီယာမကိုကျွန်တော်မဲပြီးတော့လိုက်တက်တာအကောင်မှတော်တော်ပြေးတယ်နဲ့သူ့ရဲ့စကီးတွေလေဒီ buff ပေးလိုက်ကောင်းပါပဲ sorry net ပေးလိုက်ကောင်းပါပဲအကောင်မှစပယ်သုံးလို့မရအောင်တိုးထရှင်အာဒီသုံးမှရတာဖေးမှာဒီတိုင်းကိုလို့ကြည့်ပါဒီမှာလည်းလာတက်ပြန်ပြီသူတို့များကျွန်တော်ကိုလိုက်တက်ချင်နေလားမသိဒီမှာဆိုရင်ကွာ enemy က low ရှင်းလို့ပြီးသွားလို့ကျွန်တော်ဒီနားမှာဘယ်လိုလာမလဲစောင့်နေတာဟာရဘူဇာရရောက်လာဟိုင်ဟာရဘူဇာလေချက် security နဲ့ချပြီးဝင်လာဒါပေမဲ့လည်းဘာမှသုံးစားမလို့အာဒီနဲ့တော့လည်းတခန့်သေးဒီမှာဆိုတာသနာဖြစ်ရဲ့ZDMမှာပြန်နေတော့ပြန်လို့မရဘူးအဲ့ဒါ record ထောက်နေရဖို့ကွာလွတ်မဲ့တင်ပြီးတော့ပြီးလဲပြီးတော့တာလီယာမိုင်းရောက်ချလာအားနဲ့တန်ရှောဒီမှာဆိုတာနဗီရအရန်ကောင်းတယ်ကွာတရုံးသူတယောက်တည်းလိန်ကြတာကျွန်တော်ကဒီမနိုင်သေးဘူးအောင်ထင်ရဒါပေမဲ့ထာဝဦးလေးကိုရိုက်သွားနိုင်သွားပါတယ်လို့ခုဆိုရင်တော့ victory အော်လို့ရပါပြီ okay အခု victory လို့အော်ပါမယ် victory အောင်မြင်ခြင်းမနော်အခုမှဘဝတလေးနိုင်တာမဟုတ်နိုင်တဲ့ဘွယ်တွေအများကြီးပဲစတာပါလို့ခုမှလဲချမ်းရောက်တာမဟုတ်နော်လဲချမ်းရောက်တာကြာပြီ game မဆော့တာ3ဘက်လောက်ရှိလို့ခုမှပြန်ဆော့တာဒီဘွဲနိုင်မိုက်တက်ရပြီအဲ့ဆိုနောက်ပွဲကိုတရှိထက်သွားမယ်မိုက်တေးရမယ့်ပွဲကိုလည်းတင်ပေးမယ်ဒီမှာဆိုကျွန်တော်ကရွှေရမယ်အောင်ထင်တာဒါပေမဲ့လည်းနှိုးရသွားရဲ့တဲ့ဖွဲကကျွန်တော်အိုင်းနေဆိုတော့မစုံသေးဘူးက3ခွက်လောက်ပဲထွက်သေးရဲ့အားလည်းနှိုးရအောင်အခုလာနေရဲ့ Street Fighter event ကြောင့်နည်းနည်းရှင်းပြချင်ပါတယ် Street Fighter skin မှာလဲမယ်ဆိုရင် Daily One Draw အနေနဲ့ 50% off Daily One Draw လေးနဲ့ 50% off ရပြီးတော့25လုံးပဲကုန်ကြပါမယ်အလေးက50ကတော့ပထမချိန်ပေါ့နော်3ရတာ Effect Shot နဲ့မှာဆိုရင် Backwido ဖြစ် Ryuချောင်းအဖြစ်ကနဗီယာဖြစ်ချန်လီဒိုင်ရောဖြစ်ကိုလီနဲ့တခြားသူတို့ရဲ့ outfit တွေကိုလည်းလဲလို့ရပါ outfit တွေကိုလဲလို့ရပါတကောင်1200နဲ့လဲလို့ရပြီးတော့ပိတ်တဲ့ outfit တွေကို outfit တခြား outfit တွေကိုတော့ဝိုင်း200နဲ့လဲလို့ရပါအဲ့ဒါတွေပဲလားဆိုတာလည်းမဟုတ်ပါဘူး event တွေလာနေကြ record တွေ border တွေ killing notification effect တွေတခြားစကားပြောလို့ရတဲ့ဟာ effect တွေ emote တွေတခြားcoin တွေနဲ့တခြားဒီ emote တွေရဲ့ border တွေဆိုတော်တော်မိုက်တယ် record လည်းတော်တော်မိုက်တယ်ပြီးတခြားဒီပေါ့ emblem တွေ emblem တွေဒီအမြင့်လို့လည်းပဲ upload ရတာတွေလည်းပါပါတယ်ပြီး fragment တွေလည်းပါသေးပါတယ်ဒီထဲမှာလဲချင်တယ်ဆိုရင်တော့ killing notification နဲ့ကျွန်တော် record ကိုပို့ပြီးလဲစေချင်ပါတယ်အဲ့ဒါပြင်ဒီလိုတငယ်ချင်းစားနာလို့ရတဲ့ဟာတွေကိုလည်းလဲနိုင်ပါတယ်ပြီးဟိုအတန်လားတော့မသိအဲ့အတန်ကိုလည်းလဲနိုင်ပါတယ်အဲ့ဒါပြီးကျွန်တော်တို့တငယ်ချင်းတွေကိုလက်ဆောင်လည်းပေးလို့ရပါတယ်အဲ့ဒါလည်းတစ်ခါ1200နဲ့လဲလို့ရโอเคគឺ price pool ထဲသွားကြပါမယ် price pool ထဲမှာဆိုရင် Backwido ချောင်း Dairo Canavia တို့ပါပါမယ် item တွေထဲမှာဆိုရင် record တွေဒီ coin လဲလို့ရတဲ့ coin တွေ emote တွေလည်းပါပါဆိုတော့အခုဒီ premium supply တွေကြောင်းသွားကြပါမယ်ဒီ premium supply တွေက phase 1 phase 2မှာပဲရနိုင်မှာပါဒါဘယ်လိုရနိုင်မလဲဆိုတော့ဒီစိန်ကိုကြတဲ့လောက်ပမာဏကိုထည့်ပမာဏအလိုက်သူကဒီတောင်ကင်တွေကိုပေးပါတယ်တောင်ကင်တွေက2ခုကနေအနည်းဆုံး10ခုထိပါပါတယ်အဲ့ဒါကမနှက်ပြန်ဆိုကုန်မှာမလို့ recharge လုပ်ကြပါခုပဲဆိုတော့ဒီနေ့ဗီဒီယိုတော့ဒီလောက်ပါပဲနောက်နေ့ဗီဒီယိုမှာတွေ့မယ် bye bye